အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Apex Graphic Design Studio ရဲ့ founder ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့လို graphic designer တွေအတွက်အချိန်ကုန်အလုပ်ရှုပ်သက်သာစေမဲ့ tool လေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဘယ်လို tool လေးတွေဆိုတာကြည့်လိုက်အောင်ပထမဆုံးအနေနဲ့ကျွန်တော်မိတ်ဆက်ပေးမှာတော့ဒီမှာ social media toolkit ဆိုတာလေးဖြစ်တယ်ဒါကဘာကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ design ဆွဲမယ်ဥပမာကျွန်တော် Facebook page cover design ကိုဆွဲမယ်ဆိုလို့ရှိရင် page cover design အတွက်ကျွန်တော်တို့ဘယ် site တွေချိုးရမလဲ document ဘယ်လိုယူရမလဲဆိုတာတွေသိစရာမလိုတော့ဘူးเนาะမသိတဲ့လူတွေအတွက်တော်တော်အဆင်ပြေသွားတယ်သိတဲ့လူတွေအတွက်လည်းပဲဒါလွယ်ကူတယ်ပေါ့เนาะ Facebook Instagram Twitter YouTube စသဖြင့်ပေါ့เนาะကျွန်တော်တို့အသုံးများတဲ့ဒီ TikTok Facebook ဒါတွေအကုန်ပါတယ်ပေါ့เนาะဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီမှာ Facebook page cover တခုဆွဲမယ်ပေါ့ဒါဆိုရင် Facebook ကိုရွေးလိုက်ရွေးပြီးတော့လို့ရှိရင်ဒီမှာ page cover ကိုရွေးပြီးတော့ next ကိုသွားနှိပ်လိုက်ဒီမှာ create နှိပ်လိုက်လို့ရှိရင်ပြီးသွားပြီကျွန်တော်တို့ document လေးကြာလာပြီဒီမှာ design ဆွဲရုံပဲအဲ့တော့ဒီမှာဘာတွေတက်တာသွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ site တွေကိုမှတ်နေကြမလို့တော့နောက် site ဘယ်လောက်ချိုးရမလဲ document ဘယ်လောက်ခေါ်ရမလဲဆိုတာတွေမှတ်စရာမလိုတော့ဘူးသူကဒီမှာ document name ကိုလည်းပဲဒီမှာသူ auto ထည့်ပေးသွားတယ်ပေါ့နော် Facebook page cover ဆိုပြီးတော့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာနောက်တစ်ခုထပ်ပြီးတော့သွားပြီးတော့ယူကြည့်လိုက်အောင်ဥပမာဒီတစ်ခါကျွန်တော်က YouTube thumbnail ဆွဲမယ်ပေါ့ဒါဆိုဒီမှာ thumbnail create လိုက်ဒါဆိုလို့ရှိရင်ဒီမှာ YouTube thumbnail site ကြလာပြီကျွန်တော်တို့ design ဆွဲရုံပဲအဲ့တော့ဘာမှဒီ site တွေဘာတွေကိုမှတ်နေစရာမလိုတော့ဘူးပေါ့နော် site မသိလဲကိစ္စမရှိဘူးအဲ့ဒီ toolkit ကလေးကတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်ဟုတ်ပြီတော့ကျွန်တော်ဒီ toolkit ကလေးကိုဘယ်လိုသုံးမလဲအသေးစိတ်ကလေးကျွန်တော်ထပ်ပြီးတော့ပြောပြသွားမယ်ပထမဆုံးအနေနဲ့ဒီ social media toolkit ကလေးကိုခေါ်လိုက်မယ်ခေါ်လိုက်ပြီးလို့ရှိရင်ဒီမှာ edit document ရှိတယ် edit document ကတော့ကျွန်တော်တို့ဒီမှာဖွင့်ထားတဲ့ document ကိုသွားပြီးတော့ပြင်တာဖြစ်တယ်ဒီမှာ create new document ကတော့ document အသစ်ခေါ်တာဖြစ်တယ်နောက်ကျွန်တော်ကတော့ create new document နဲ့ပဲသွားလိုက်မယ်ပြီးလို့ရှိရင်ဒီ next ကိုနှိပ်လိုက်မယ်ပြီးဒီမှာကျွန်တော်တို့ဆွဲမဲ့ design ရဲ့ဒီ platform ကိုယူလိုက်ပေါ့နော်ဒီမှာအခုမှဒီတစ်ခါကျွန်တော်ကဒီ Facebook ဒီ ATS ပေါ့နော် social media design တခုဆွဲမယ်ဆိုပါစို့ဒါဆိုလို့ရှိရင်ကျွန်တော် Facebook ထဲကိုဝင်လိုက်ပြီးလို့ရှိရင်ဒီမှာ AD ပေါ့နော် ATS design ဒါဆို next ဒီမှာ background color တွေချိန်လို့ရသေးတယ်ကျွန်တော်ကတော့မချိန်တော့ဘူးဒီမှာအဖြူပဲထားလိုက်မယ်ပြီးရင် create okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ social media design ဆွဲဖို့အတွက် site ကလေးကြာလာပြီเนาะဘယ်လောက်အဆင်ပြေလဲတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်ဒီမှာလည်းပဲသူက Facebook AD ဆိုပြီးတော့သူကname လေးကိုဖော်ပြပေးထားတာဖြစ်တယ်တော်တော်လေးကိုအဆင်ပြေတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ edit document လားမဟုတ်ဘူးကျွန်တော်တို့က create နောက်ထပ် document အသစ်ခေါ်မယ်ပေါ့နော်ဒီတစ်ခါမှာကျွန်တော်ကဒီမှာthumbnail ပေါ့ YouTube thumbnail လေးတစ်ခုဆွဲမယ်ခေါ်လိုက်မယ်ဒီမှာ background ကိုကျွန်တော်အဖြူပဲထားလိုက်တော့မယ်ပြီးရင် create လိုက်မယ် okay ဒါဆို YouTube thumbnail ရသွားပြီเนาะတော်တော်လေးကိုအဆင်ပြေပါတယ်အဲ့တော့ဒီ platform တွေလည်းပဲအများကြီးပါတာဖြစ်တဲ့အတွက်ဒီ toolkit ကလေးကတော်တော်လေးကိုသုံးဝင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒါကြောင့်မို့ဒါလေးကိုမျှဝေပေးတာဖြစ်တယ်ကျွန်တော်သုံးရတာလည်းပဲကြိုက်လို့ပေါ့နော်မျှဝေပေးတာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ကျွန်တော်မျှဝေပေးခြင်းတဲ့ဥစ္စာလေးကဒါလေးလည်းတော်တော်လေးကျွန်တော်သဘောကျတယ်ဗျသူ့ရဲ့ tool လေးကဘာလဲဆိုလို့ရှိရင် color designer လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ဒီ tool လေးကိုဖွင့်လိုက်တာနဲ့ဒီမှာကျွန်တော်တို့သုံးချင်တဲ့ color ကိုဒီမှာလာပြီးတော့ထည့်လိုက်တာနဲ့သူကဘာတွေလှုပ်ဆောင်ပေးမလဲဆိုလို့ရှိရင်သူ့မှာဒီမှာ tint color ရှိမယ် shade color ရှိမယ်နောက်ထပ် color harmony ကျွန်တော်တို့ color theory တွေသုံးလို့ရမယ်ဒီမှာကျွန်တော် website တွေထဲကိုသွားပြီးတော့ဒီ color Adobe တို့ဘာလို့ website တွေထဲကိုမဝင်မဲနေတော့မှဒီ toolkit ကလေးထဲမှာအသုံးပြုလို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတခြားစာမျက်နှာတွေကိုသွားနေစရာမလိုဒီ Photoshop ကြီးကိုပိတ်ပြီးတော့သွားစရာမလိုတော့ဘူးပေါ့နော်တော်တော်လေးအဆင်ပြေတယ်အဲ့တော့ဒီမှာ tint color ဆိုတာကတော့ဒါ designer တွေကတော့အကုန်လုံးသိတယ်ပေါ့နော်ဒီလက်ရှိ color ကနေပြီးတော့အလင်းဘက်ကိုသွားတယ် color ပေါ့နော်တဖြည်းဖြည်းနုသွားတာပေါ့အဲ့တော့ shade ကတော့ကျွန်တော်လက်ရှိ color ကနေပြီးတော့တဖြည်းဖြည်းနဲ့အမဲရောတဲ့ color ပေါ့နော် tint ကတော့အဖြူရောတာပေါ့တဖြည်းဖြည်းနဲ့နုပြီးတော့ဖြူသွားတယ် shade ကတော့တဖြည်းဖြည်းနဲ့မဲပြီးတော့ sorry တဖြည်းဖြည်းနဲ့ရင်ပြီးတော့မဲသွားတယ်ပေါ့နော် shade ကတော့အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ဒီမှာ color harmony color theory တွေသုံးလို့ရမယ်ကျွန်တော်တို့ဒီမှာcomplementary color ရှိတယ်ပေါ့နော် complementary ရှိမယ်ဒီမှာ analog color တွေရှိမယ်ကျွန်တော်တို့ကိုကြိုက်တာသုံးလို့ရတယ် split complementary ပြီးလို့ရှိရင်မှာ shrine color တွေရှိမယ် square color တွေရှိမယ် rectangle color တွေရှိမယ်အဲ့တော့ကျွန်တော်တို့ကဒီတခြား browser တွေပေါ့နော် website တွေကိုသွားနေကြမလို့တော့ Adobe Color တို့ဘာလို့ကျွန်တော်တို့ဒီလို website တွေပေါ့နော်ဝင်ပြီးတော့သွားနေကြမလို့ပဲနဲ့ဒီ Photoshop ကိုပိတ်ချင်မလို့ပဲနဲ့ color theory တွေကိုလည်းအလွယ်တကူသုံးလို့ရမယ်နော်အဲ့ဒါတွေမှလာဆိုမဟုတ်ဘူးဒီမှာ gradient လည်းပါတယ် gradient လည်းသုံးလို့ရတယ်ဒီမှာ gradient ကိုကျွန်တော်တို့ပြောင်းလို့ရတယ်ဒီမှာပါတဲ့ကျွန်တော်တို့ဒီမှာ gradient color ဒီမှာထပ်ပြီးတော့တိုးလို့ရတယ်နော်တော်တော်လေးကိုမိုက်တယ်အဲ့တော့ဒီမှာသူ့ရဲ့ color တွေကျွန်တော်တို့ယူသုံးမယ်ပေါ့ဥပမာဆိုလို့ရှိရင်ယူသုံးမယ်ဆိုလို့ရှိရင်ဒီမှာဒါလေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ
ကျွန်တော်တို့ဒီ color code ကလေးကိုယူသုံးရုံပဲဒီမှာ copy color လို့ပြောလိုက်ရုံပဲเนาะကျွန်တော်တို့ copy ကူးပြီးသားဖြစ်သွားပြီ color เนาะအဲ့ဒီပြင်ကိုကျွန်တော်တို့ကဒီမှာဘာလုပ်လို့ရသေးလဲဆိုလို့ရှိရင်သူ့ကိုforeground color ဖြစ်သုံးမလား background color ဖြစ်သုံးမလားဆိုပြီးတော့သတ်မှတ်ပေးလို့ရသေးတယ်ဥပမာဒါကိုကျွန်တော် foreground color ဖြစ်သုံးမယ်ဆိုပါစို့เนาะအဲ့တော့ကျွန်တော် set foreground color ဆိုတာနှိပ်လိုက်လို့ရှိရင်ဒီမှာအရောင်လေးပြောင်းသွားပြီကျွန်တော် background color ဖြစ်သုံးမယ်ဆိုပါစို့ set background color ကိုနှိပ်လိုက်ဒီမှာ background color လေးကပြောင်းသွားပြီတော်တော်လေးသဘောကျဖို့ကောင်းတယ်เนาะနောက်ထပ်သဘောကျဖို့ကောင်းတာသူ့မှာနောက်ထပ်ဘာလဲဆိုလို့ချင်းဒီ image တွေကိုဝင်လိုက်လို့ရှိရင်ကျွန်တော်တို့သဘောကျစရာကောင်းတာကဒီ image တွေကိုဝင်လိုက်လို့ရှိရင်ဒီမှာဒီ background လေးတွေကျွန်တော်တို့ရွေးလို့ရတယ်ကျွန်တော်တို့ရွေးထားတဲ့ color ရဲ့เนาะကျွန်တော်တို့ရွေးထားတဲ့ color အတိုင်းသူက background လေးတွေဒီမှာပြပေးလိမ့်မယ်မိုက်တယ်เนาะအဲ့ရနေပြီးတော့ကျွန်တော်တို့ down လိုက်ရုံပဲကိုကြိုက်တဲ့ဥစ္စာကိုရွေးပြီးတော့ဒီမှာဥမာ texture ပေါ့ကျွန်တော်တို့ texture လေးတွေရှာမယ်ဆိုလို့ရှိရင်သူဒီမှာ texture လေးတွေကြပေးတယ်เนาะဒီမှာ minimal ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာ minimal design လေးတွေကိုသူပြပေးလိမ့်မယ်ဒါမျိုးလေးတွေပေါ့เนาะဒီမှာ minimal design လေးတွေကျွန်တော်တို့ design ထဲမှာထည့်သုံးလို့ရတယ်ပြီးလို့ရှိရင် pattern pattern ကိုယူလိုက်လို့ရှိရင်ဒီမှာ pattern တွေကြလာလိမ့်မယ်ကျွန်တော်တို့ရွေးထားတဲ့ color အတိုင်းသူ pattern လေးတွေကြာလာပေးလိမ့်မယ်ဒါတော်တော်လေးမိုက်တယ်ပေါ့နော်ဒီမှာ agriculture တို့ဘာလို့တခြား landscape တို့ဘာလို့ရှိသေးတယ်ပေါ့နော်okay ဒီမှာ landscape ပုံလေးတွေကြာလာပြီเนาะကျွန်တော်တို့ရွေးထားတဲ့ color အတိုင်းပဲเนาะဥပမာကျွန်တော်ကဒီနေရာမှာ color ကကျွန်တော်အဝါရောင်ယူလိုက်မယ်ဆိုပါစို့เนาะဒီ color ကိုကျွန်တော်ယူလိုက်တယ်ဆိုပါစို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာကြလာမလဲဒီအဝါရောင်နဲ့ပတ်သက်တဲ့ဒီမှာတွေ့လား landscape ဆိုလို့ရှိရင်လည်းအဝါရောင်နဲ့ပတ်သက်တာလေးတွေသူကြလာပေးမယ်တော်တော်လေးသဘောကျဖို့ကောင်းတယ်เนาะဒီမှာ button ဆိုလို့ရှိရင်လည်းဒီမှာဒီလိုမျိုးလေးတွေကြလာပေးတယ်တော်တော်လေးမိုက်တယ်ကျွန်တော်တို့ design ဆွဲရင်းနဲ့ဒီမှာရှာပြီးတော့တခါတည်းဒီမှာdown မယ်ဆိုလို့ရှိရင်တော့ဒီအောင်နှိမ့်လိုက်လို့ရှိရင်တော့သူ browser ထဲဝင်သွားမှာပေါ့เนาะဘာပဲပြောကျွန်တော်တို့ကဒီ design လုပ်နေနေဒီ Photoshop တွေပါလည်းပိတ်ဆရာမလို့တော့ဘဲနဲ့ကိုလိုတဲ့ဟာလေးကိုဒီတိုင်းကြည့်လို့ရတယ်လေတော်တော်လေးအဆင်ပြေတာပေါ့เนาะဒီ toolkit ကလေးကအဲ့တော့ဒီမှာ texture လေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ရွေးထားတဲ့ color အတိုင်းဒီမှာ texture လေးတွေသူရွေးပေးလိမ့်မယ်တော်တော်လေးမိုက်တယ်เนาะ background ဆိုလို့ရှိရင်လည်းထိုနည်း၎င်းပေါ့เนาะကျွန်တော်တို့ရွေးထားတဲ့ color အတိုင်းဒီမှာ background လေးတွေကိုသူပြပေးတယ်တော်တော်လေးမိုက်တယ်เนาะဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ color designer ဆိုတဲ့ဒီ toolkit ကလေးကိုလည်းတော်တော်လေးသဘောကျတယ်နောက်ထပ်ကျွန်တော်သဘောကျတဲ့ဒီ tool လေးကတော့ဒီမှာ stock image တွေရှာတဲ့ toolkit ကလေးဒီမှာ stock solo ဆိုတဲ့tool လေးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘယ်လိုရှာလို့ဒီမှာဆိုလို့ရှိရင်ဘာတွေရှာလို့ရမလဲဆိုလို့ရှိရင်စစအဦးဆုံးတော့သူကဒီ tool တွေကိုသုံးမယ်ဆိုလို့ရှိရင်စစအဦးဆုံးဖွင့်လိုက်လို့ရှိရင်ကျွန်တော်တို့ Gmail နဲ့ဝင်ပေးရတယ်ပေါ့နော်Gmail နဲ့ဝင်ပြီးကမှဒီလိုမျိုးကြာလာလိမ့်မယ်ဒါဆိုလို့ရှိရင်ဒီ stock image အတွက်ကဒီ setting ထဲကိုဝင်ပေးလိုက် setting ထဲကိုဝင်ပေးလိုက်ပြီးလို့ရှိရင်ဒီမှာသူကဒီလိုအမှတ်မချရသေးတာတွေဖြစ်နေလိမ့်မယ်ဒီမှာကျွန်တော်အမှတ်တွေချစ်ပေးလိုက်ပြီးလို့ရှိရင် save ကိုနှိပ်လိုက်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် answer plus website ပေါ့နော်ကျွန်တော်တို့ဒါနာမည်ကြီးတွေပဲလေ stockကျွန်တော်တို့ image တွေ stock image တွေရှာဖို့အတွက်ဒါနာမည်ကြီး website တွေ answer plus တို့ pixel တို့ pixel bay တို့ပေါ့နော်အဲ့တော့ဒီမှာဒီ website သုံးခုကဒီအမှန်ချက်ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှာလိုက်တဲ့ဒီ stock image တွေကဒီ website သုံးခုတွေကနေသူရှာပေးနေလိမ့်မယ်နော်တော်တော်လေးမိုက်ပါတယ်အဲ့တော့ဒီမှာ save လုပ်လိုက် back ကိုပြန်သွားလိုက်နော်ဒီမှာကိုလိုချင်တဲ့ပုံဥပမာကျွန်တော်ကဒီမှာရိုက်ထားတာ amen with gun ဆိုပြီးတော့ရိုက်ထားတာဖြစ်တဲ့အတွက်ဒီမှာနော်တနက်နဲ့နော်ဒီမှာဒါမျိုးတွေသူပြပေးနေလိမ့်မယ်နော်ဥပမာကျွန်တော်တို့ကskin care ဆိုပြီးရိုက်လိုက်မယ်skin care ဆိုပြီးရိုက်လိုက်လို့ရှိရင်လည်းဒီ skin care နဲ့ပတ်သက်တာတွေသူရှာပေးလိမ့်မယ်ပေါ့နော်ဒီမှာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ design ဆွဲဖို့အတွက်ကိုယ်နဲ့တင့်တော်တဲ့ပုံလေးတွေကိုဒီမှာclick နှိပ်ပြီးတော့ download ဆွဲပြီးယူသုံးလိုက်ရုံပဲတော်တော်လေးကိုမိုက်ပါတယ်okay အဲ့တော့ကျွန်တော်တို့ဒီ plugin လေးတွေကိုကျွန်တော်ထည့်ပြီးတော့သုံးကြည့်တယ်ပေါ့နော်ဒီမှာ color designer ပေါ့နော်ပြီးလို့ရှိရင် launcher တို့ကြာကျွန်တော်တိတ်ပြီးသဘောမကျလို့ဒါလေးကိုတော့ကျွန်တော်ပြောမပြတော့ဘူးကိုယ့်ဘာကိုစမ်းကျင်တယ်ဆိုလို့ရှိရင်စမ်းကြည့်ပေါ့နော်
ဒီကောင်ကတော့တွေ့တူးပြောကြမလို့ retouch for me ကတော့တော်တော်များများသိလိမ့်မယ်ပေါ့နော်ဒီ plugin ကတော့ကျွန်တော်တို့ပုံတွေကို retouch လုပ်တဲ့နေရာမှာ auto retouch လုပ်ပေးတဲ့ကောင်လေးသူကတော့နာမည်ကြီးပဲဒီမှာ social media toolkit လေးကျွန်တော်တော်တော်သဘောကျတယ်ပြီးလို့ရှိရင် store studio လေးကိုကျွန်တော်တော်တော်သဘောကျတယ်ဒါလေးတွေကိုကျွန်တော်တို့ကဘယ်လို install လုပ်ရတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ Adobe Creative Cloud ဆိုတဲ့ application လေးကိုကျွန်တော် install လုပ်ထားဖို့လိုအပ်တယ်install လုပ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဖွင့်လိုက်မယ်ပြီးရင်ဒီမှာကျွန်တော်တို့ Gmail နဲ့ဖြစ်ဖြစ်ကျွန်တော် social media တခုခုနဲ့ပဲဖြစ်ဖြစ်ဒီမှာ login ဝင်ပေးရတယ်ပေါ့နော် account login ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအပေါ်မှာရှိရပေါ့နော်မှာ feature တို့ photo တို့เนาะ illustrator butter တို့စသဖြင့်font တို့ပေါ့နော်ကျွန်တော်တို့ကဒီ plugin လေးထည့်မယ်ဆိုတော့ဒီ plugin ကိုရွေးပေးလိုက်plugin မှာကျွန်တော်ဒီမှာall plugin ပေါ့ဒါမျိုးယူလို့ရတယ် all plugin မှာကျွန်တော်တို့ကဒီမှာ pricing မှာဒီမှာ all လာဒါမှမဟုတ်လို့ရှိရင် free တည်တံလားဒါမှမဟုတ်လို့ရှိရင် paid တည်တံလားကျွန်တော်ကတော့ဒီမှာ free ပြတာဖြစ်တဲ့အတွက်ဒီမှာ free ကိုရွေးထားတယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာသူသုံးလို့ရမယ်ဒီ plugin လေးတွေကိုเนาะဘယ် software မှာသုံးလို့ရမလဲဆိုတော့သူပြထားတယ်ဒီမှာဆိုလို့ရှိရင် AI ရောကျွန်တော်တို့ဒီ InDesign ရော Photoshop မှာရောသုံးလို့ရတယ်ဒါဆိုရင်ကျွန်တော်တို့မှာ install လုပ်ထားပြီးသားဒါ install လို့ပြပေးထားတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီကောင်ကတော့ဒါ UI UX အတွက်ပေါ့နော်အဲ့လိုမျိုးပေါ့နော် plugin လေးတွေကိုရှာကြည့်လိုက်ဒီမှာဆိုလို့ရှိရင်Premiere Pro အတွက် After Effects အတွက် plugin လေးတွေ Motion Pro တဲ့နော်plugin လေးတွေအဲ့လိုမျိုးရှာကြည့်ပေါ့နော်ဒီမှာဆိုလို့ရှိရင် Motion Array က After Effects Photoshop Premiere Pro နော်စသဖြင့်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာနမူနာတစ်ခုပေါ့နော်ဘယ်လိုသွင်းရတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဥပမာဒါလေးကိုသဘောကျတယ်ပေါ့ဒါလေးသဘောကျတယ်ဆိုလို့ရှိရင်သူ့ရဲ့ information ကိုကျွန်တော်အရင်ကြည့်မယ်အဲ့တော့ဒါလေးကိုအရင်ဦးဆုံး click နှိပ်လိုက်လို့ရှိရင်သူ့ရဲ့ information ကျွန်တော်တို့တက်လာပြီ information မှာသူ့ကိုကျွန်တော်တို့မှာ rating တွေပေးထားတာတွေကြည့်လို့ရမယ်သူ့ရဲ့ information ကဘာလဲဆိုလို့ရှိရင် After Effects မှာ version ပေါ့နော်16 later 60ရဲ့နောက်ပိုင်း version တွေသုံးလို့ရမယ်16နဲ့ attack ပေါ့နော်သူပြောချင်တာဒီမှာဆိုလို့ရှိရင် Photoshop ဆိုလို့ရှိရင်လည်းဒါ20နော်20ဆိုတာ2000နဲ့ attack ပေါ့နော်သုံးလို့ရမယ်ဒီ plugin ကဒါလေးတွေကိုကြည့်ပေါ့နော်ကို plugin သုံးမယ်ဆိုလို့ရှိရင်ဘယ် version သုံးလို့ရမလဲစသဖြင့်ပေါ့နော်ဒါလေးတွေကိုဒီမှာသူတို့ဒီမှာရနိုင်တဲ့ version လေးတွေကိုသူဒီမှာဖော်ပြပေးထားတယ်ပေါ့နော် Premiere Pro ဆိုလို့ရှိရင်လည်းဒီတိုင်းပဲ13နဲ့ attack ပေါ့နော်ဒီမှာသူ့ရဲ့ version ကတော့ဒါလေးပေါ့တချို့ plugin တွေကြတော့ကျွန်တော်ဒီတိုင်း install လိုက်လို့ရတယ်ဟုတ်ပြီကျွန်တော်ကြည့်ပြီးသွားပြီလို့ရှိရင်ဒီ card ကိုနှိပ်လိုက်လို့ရှိရင်သူ install လုပ်သွားလိမ့်မယ်နော်ဒီ card ကိုနှိပ်လိုက်လို့ရှိရင် install လုပ်သွားလိမ့်မယ်တချို့ကျွန်တော် plugin တွေက install မလုပ်ခင်မှာကျွန်တော်တို့ရဲ့ Photoshop ကိုပိတ်ခိုင်းလိမ့်မယ်ဥပမာဒီ plugin ဆိုလို့ရှိရင်ဒီမှာ close the ပေါ့နော် before installation the plugin Photoshop ပေါ့နော်ဒီ plugin ကိုဒါပိတ်ပေးထားပါလို့ပြောတယ်ပေါ့နော်ကျွန်တော်တို့ဒီ Photoshop ကိုပိတ်ပေးထားပါဒီ plugin ကို install လုပ်ဖို့အတွက်ကိုနော်တချို့ plugin တွေကြတော့ပိတ်စရာမလိုဘူးကျွန်တော်တို့ Photoshop ကိုPhotoshop software ကိုဖွင့်ထားလို့ရတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒါ plugin ကို install လုပ်တာတည်သွားပြီပေါ့နော်တည်သွားပြီဆိုတော့ဒါလေးကိုကျွန်တော်ပိတ်လိုက်တော့မယ်အဲ့တော့ကျွန်တော်တို့သွင်းထားတဲ့ plugin တွေကိုပြန်ပြီးတော့ဖြုတ်ချင်တဲ့အခါဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒီပုံမှာ plugin ဆိုတာရှိတယ်ဒီကနေသွားလဲရတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီမှာplugin ဆိုတာလေးရှိတယ်ဒီ plugin လေးကဒီမှာမပေါ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ plugin panel ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာလာပြီးတော့ကြာလာလိမ့်မယ်ပေါ့နော်ကြာလာပြီးရင်ကျွန်တော်ဒီပေါင်လေးမှာဆွဲပြီးတော့တင်လိုက်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာဒီ color designer ဥပမာဒီဟာသူ့ကိုကျွန်တော်တို့ကဒီမှာ right click နှိပ်ပြီးတော့နော်ဒီပေါ်မှာပေါ့နော် right click နှိပ်ပြီးတော့မှ manage plugin ဆိုပြီးတော့သွားလိုက်လို့ရှိရင်ကျွန်တော်တို့ installation လုပ်ထားတဲ့ဟာတွေနော်အဲ့ဒါကိုမြင်ရမှာဖြစ်တယ်ဒီမှာ color designer for Photoshop ဒီမှာ install လုပ်ထားတယ်ဒီမှာပြန်ပြီးတော့ဒီ beginner asset ကလေးတွေကိုပြန်ပြီး disable သုံးလို့ရှိရင် uninstall လုပ်လိုက်အောင်မယ်အဲ့တော့တခြား plugin လေးတွေကိုလည်းကိုယ့်ဘာကိုစမ်းပြီးတော့သုံးကြည့်ပေါ့နော်စိတ်ဝင်စားဖို့ကောင်းပါတယ် Okay ဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲအဆင်ပြေကြပါစေ